လွတ်မြောက်ရာလွတ်မြောက်ကြောင်းလမ်းတွေမရှာခဲ့ကြဘူးလားရှာခဲ့ကြတယ်အဲ့တော့ရှေ့သူတော်ကောင်းတို့ရဲ့ထုံးကိုနှလုံးမူပြီးတော့ဟုတ်လားအတုလိုက်ပြီးတော့ကျင့်နိုင်ကြစေဖို့မကျင့်နိုင်သေးရင်တော့တရားတရားတွေပွားများနိုင်ကြစေဖို့ဆိုပြီးတော့စာပေမှာဆိုထားတာရှိတယ်ဟိတဝါကမေပပစိန်တုတန်တော်ကံဗီရစိန်တကဒေမယပြနုသိက္ခဝပပေစိတာသူပေတလာတန်တော်ဘယအလျာပစ္စေကနှင့်အရိယာနွယ်လောင်းရှေ့သူတော်ကောင်းအပေါင်းတို့သည်ကံဗီရစိန်တကတွေးကြုံသည်မြမှုကိစ္စအဝဲဣဇတနိုင်ဉာဏ်မြင်ဆိုင်အောင်လိုက်လိုက်လဲလဲစိတ်တော်ဆွဲ၍နတ်နဲ့သည့်ဓာတ်သဘောတွေကိုနတ်နဲ့စွာဆင်ခြင်းအကြံကောင်းဉာဏ်ကောင်းဝင်တော်မူကြအကုန်သည်ဖြစ်၍ကာမေရှိကပြုပံကုသိုလ်ကံတို့စီမံတောင်းမှလက်ရောက်ရသာညာလနိသွဲကြီးကြီးငယ်ကိုကြီးငယ်ရောစုကိုရာတို့ပိုင်သားတဲ့ကာမဝိတုအစုစုတို့ကိုဟိတဝါငါတို့ပိုင်ညာဤကာမတရားတို့သည်ကအမြတ်တကာတို့နှင့်ဆက်ဆံပေတေကဝွန်ယံယံသူတွေကလွန်များကြောက်လန့်ပွဲတွေပါတကဟုကြောက်အားတော်ညံကျဲလွတ်လွတ်ကြီးစွန့်ပေတော်မူကြကုန်လျက်ပပစိန်သူကရဝါဒကြတိလာသည့်ကိစ္စများမြောင်လူတို့ပေါင်းမှလွတ်အောင်ကျုံလျက်ယုံခံထွက်၍နှစ်သက်ရှင်လန်းမြတ်သင်္ကန်းဖြင့်ရှင်ယံပြုတော်မူကြလေကုန်တည်းအဲ့တော့ဒီရသနာကာရမှာဘာဆိုလိုချင်တာလဲဆိုရင်ခုနကဂံဗီရစိန်တကာတဲ့ဂံဗီရဉာဏ်ပေါ့ဂံဗီရဉာဏ်ဆိုတာနေ့စဉ်တွေ့နေကြမြင်နေကြလူတကာတို့ရိုးနေတဲ့အာယုံတစ်ခုကိုပင်လည်းရင်ပေါ့ပေါ့တန်တန်မတွေးပဲနဲ့အလေးအနက်တွေးခေါ်စဉ်းစားတဲ့ဉာဏ်ကိုဂံဗီရဉာဏ်လို့ခေါ်တယ်။ဘာဉာဏ်လို့ခေါ်လဲ။ဥပမာအားဖြင့်တဲ့တစ်ပင်ကလေးကတစ်ရက်ကလေးကြွေကြတတိကလေးကြွေကြဘာစမ်းတယ်လေလို့လူတကာအဖို့မှာဒီလိုပဲတွေးကြမယ်နော်သို့တော်လည်းပဲဂံဗီရဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကဒီသက်ပင်နဲ့ဒီသက်ရွက်တစ်ချိန်တုန်းကတော့အပင်ပေါ်မှာစိမ့်စိမ့်လန်းလန်းကလေးနဲ့ဟုတ်လားတွေ့ဆက်ပြီးတော့နေတာအခုတော့သက်ရွက်ကလေးစိမ့်နေတဲ့အရွက်ကလေးကဝါပြီးတော့သက်ပင်နဲ့ခွဲခွာရပြီဟုတ်လားတနည်းအားဖြင့်သက်ပင်မှာပထဝီဓာတ်နဲ့အာဘောဓာတ်ဒီမိတ်သကဓာတ်ရှိနေတဲ့အချိန်မှာဒီသက်ပင်နဲ့ဒီအရွက်ကလေးကရှင်းနေတယ်ဆက်နေကြတယ်ဒါပေမဲ့သို့တော်တဲ့ဝါဇောတေဇောဓာတ်နဲ့ဝါယောဓာတ်လွန်ကဲလာရင်ခွဲခွာကြရတာပဲတဲ့လေပြင်းတွေသိပ်ပြင်းထန်လို့တိုက်လာပြီဆိုရင်ဝါယောဓာတ်လွန်ကဲရင်ဒီသက်ရွက်ကလေးမကြွေသွားဘူးလားနွေရာသီသိပ်ပူပြင်းလွန်းရင်လည်းပဲအဲ့ဒီသက်ရွက်ကလေးဟာတေဇောဓာတ်လွန်ကဲပြီးတော့မခွဲခွာရဘူးလားခွဲခွာရတယ်အဲ့ဒီလို့ဒီသက်ပင်နဲ့ဒီသက်ရွက်ခွဲခွာရတယ်လို့ပဲတို့ဘဝတန်တရာမှာအဝိဇ္ဇာနဲ့တဏှာအစေးရှိနေတဲ့၍ဦးဇင်းတို့ဒီခန္ဓာနဲ့ဒီတန်တရာမဆက်နေဘူးလားဆက်နေမှာပဲအဝိဇ္ဇာနဲ့တဏှာအစည်းကုန်တဲ့နေတန်တရာနဲ့ခန္ဓာပြတ်တဲ့နေပဲလို့အဲ့ဒီလိုခံတရွက်ကလေးကြွေကြတာကိုပင်လည်းရင်ခန္ဓာရဲ့သဘောလေးလေးနဲ့ဆင်ញင်ပြီးတော့တစ်ပင်အောက်မှာတရွက်ကလေးကြွေတာကိုကြည့်ပြီးတော့ဟုတ်လားတရားတို့ရသွားတာတွေလည်းအများကြီးပဲဟုတ်လားပေါ့ပေါ့တန်တန်တွေးတဲ့ဂံဗီရဉာဏ်မရှိရင်တော့ကိုယ့်ရှိလူတစ်ကောင်လုံးသေးလဲသူသေးတာပဲကိုသေးတာမဟုတ်ဘူးဟုတ်လားဒီလိုပဲတွေးကြတာပဲနော်သူဖြစ်တာပဲငါမဖြစ်ဘူးသူနာတာပဲငါမနာဘူးလို့ပဲမတွေးမိကြဘူးလားတွေးမိကြတယ်အဲ့တော့ဂံဗီရဉာဏ်အခြေခံလာလို့ချင်းနောက်တဉာဏ်ရှိတယ်တန်ဝေကဉာဏ်တဲ့ပြောဘာဉာဏ်လဲတန်ဝေကဉာဏ်ဂံဗီရဉာဏ်ရှိလာတဲ့အခါဘဝကို6ရွံ့ထိတ်လန့်တဲ့စိတ်တွေအဲ့ဒီဉာဏ်တွေဟာပေါ်လာတယ်အဲ့တော့တန်ဝေကဉာဏ်ပေါ်လာတဲ့အခါကျတော့ဒီဘဝကိုကြောက်တဲ့မကကြောက်လာတဲ့အခါဒီဘဝကနေလွတ်မြောက်ဖို့ဆိုပြီးတော့လွတ်လန်းကိုရှာတော့ဉာဏ်တစ်မျိုးပေါ်လာတယ်ဝိပဿနာဉာဏ်တဲ့ဘာဉာဏ်လဲဝိပဿနာဉာဏ်နေနဲ့အစဉ်စဉ်ပွားလိုက်တဲ့အခါမဉဏ်ဘုံဉာဏ်နေရပြီးတော့နောက်ပိတ်ဆုံးဘဝရဲ့ထွန်းမြောက်မှုဝိမု ക്തി ရတ္တလို့ခေါ်တဲ့နိဗ္ဗာန်ကို
မျက်မှောက်ပြုသွားနိုင်ကြတယ်ဆိုတာဘာဉာဏ်ကိုအခြေခံတာလဲဂံဗီရဉာဏ်ဂံဗီရဉာဏ်ရဲ့တန်ဝေကဉာဏ်ရဲ့ဝိပဿနာဉာဏ်အဲ့တော့ဂံဗီရဉာဏ်အခြေခံပြီးတော့တန်ဝေကဉာဏ်ပုဂ္ဂိုလ်တန်ဝေကဉာဏ်အခြေခံပြီးတော့ဝိပဿနာအထုတ်တဲ့ပုဂ္ဂိုလ်ရဲ့တန်ဝေကဉာဏ်မပါဘဲနဲ့ဟုတ်လားသူတွေလည်းအထုတ်လို့ရှိရင်ငါလည်းအထုတ်မှာပဲဆိုပြီးတော့အထုတ်တဲ့နေရာမှာမတူဘူးတဲ့ထိတ်ထိတ်လန့်လန့်တဲ့ဘဝတန်တရာကိုကြောက်လန့်တဲ့တန်ဝေကဉာဏ်အခြေခံတဲ့ပုဂ္ဂိုလ်ရဲ့အထုတ်မှုဟာသရဝိရိယတွေသိကောင်းတယ်တဲ့ဟုတ်လားကမ္မထာနာစရိယဆရာတော့သိနှိုးစရာမလိုဘူးပေါ့ဆိုလိုချင်တာဟုတ်လားအဲ့တော့တန်ဝေကဉာဏ်ထက်သန်တဲ့ပုဂ္ဂိုလ်ဝိပဿနာဉာဏ်မှာလည်းဘာဖြစ်သွားလဲထက်သန်သွားတယ်တဲ့ဟုတ်လားအေးဒါကြောင့်မလို့ဒီကနေ့ဂံဗီရဉာဏ်အခြေခံပြီးတော့တန်ဝေကဉာဏ်ရဲ့ဝိပဿနာဉာဏ်တိအောင်ဦးဇင်းတို့အာယုံပြုကြရမယ်ဒါကြောင့်မလို့ဂံဗီရာစိတ်တကတွေးကြုံသည်မြမှုကိစ္စဝဲဣဇဒ၌ဉာဏ်မြင်စိုက်အောင်ဣဇဒဆိုတာမိမိရဲ့အတွင်းစိတ်တဲကိုရောက်အောင်လေးလေးနက်နက်နဲ့စဉ်းစားရမယ်လို့ဆိုလိုတာဣဇဒ၌ဉာဏ်မြင်စိုက်အောင်လိုက်လိုက်လဲလဲစိတ်တော်ဆွဲ၍နာနဲ့သည့်ဓာတ်သဘောတွေကိုနာနဲ့စွာဆင်ခြင်အကြံကောင်းဉာဏ်ကောင်းဝင်တော်မူကြကုန်သည်ဖြစ်၍ကာမေရှိကံပြုပံကုသိုလ်ကံတို့စီမံထောက်မှလက်ရောက်ရသာမြာလနိသွဲကြီးကြီးငယ်ဦးကြီးငယ်ရောစုကိုတော်တို့ပိုင်သားတဲ့ကာမဝတ္တဝစုစုတို့ကိုဒီကနေ့သူတော်ကောင်းတွေရှေ့ကံရှေ့ဉာဏ်ရှေ့ကလုံလဝရိယနဲ့ရှာခဲ့ပွေခဲ့ကြလို့ပိုင်ဆိုင်ထားတဲ့ပစ္စည်းဥစ္စာတွေမရှိကြဘူးလားရှိကြတယ်နော်အေကာမလို့ပြောလိုက်တာနဲ့ဟုတ်လားတစ်မျိုးတစ်ခုတည်းသောအာယုံကိုမစူးစိုက်နဲ့မျက်လုံးကလေးနဲ့ကြည့်ပြီးတော့ตาရတာလဲကာမပဲနားကလေးနဲ့နားထောင်ပြီးတော့ตาရတာလဲကာမပဲဒါကြောင့်မလို့အာယုံ၅စုဤကာမဝတ္ထုဆိုတာအဲ့ဒီကာမဆိုတဲ့နေရာမှာဝတ္ထုကာမရဲ့ကိလေသာကာမရဲ့လို့နှမျိုးရှိတယ်သူတော်ကောင်းတို့နေ့စဉ်မိမိရဲ့ပတ်ဝန်းကျင်မှာမြင်တာလည်းရှိတယ်ကြားတာလည်းရှိတယ်နားတာလည်းရှိတယ်ဆိုတဲ့အရာဝတ္ထု၅မျိုးမရှိပေဘူးလားရှိပါဘူးအဲ့ဒါကိုဝတ္ထုကာမလို့ခေါ်တယ်အဲ့ဒီအရာဝတ္ထု၅မျိုးပေါ်မှာလှတာလေးပေါ်မှာလည်းတွေ့တာတယ်ตาရတဲ့အတန်ကလေးပေါ်မှာလည်းကြိုက်နှစ်သက်တယ်ဆိုတဲ့အဲ့ဒီ၅ပါးသောအာယုန်တွေပေါ်မှာတွေ့တာတက်မှတ်တဲ့တဏှာကိုတော့ကိလေသာကာမလို့ခေါ်တယ်ဘာကာမလဲကိလေသာအေးဒါကြောင့်ပဲလို့အဲ့ဒီမိမိတို့ပိုင်ဆိုင်ထားတဲ့ဇီဝဥစ္စာပေါ်မှာတွေ့တာတဲ့ကိလေသာကာမအဲ့ဒီမိမိတို့ရဲ့ရှေ့ကံရှေ့ဉာဏ်ရှေ့လုံလဝရိယတွေကြောင့်ရထားတဲ့ဒီကာမဝတ္ထုတွေဟာတယောက်တည်းပိုင်သလားလို့မေးရင်တယောက်တည်းပိုင်တာဟုတ်ရဲ့လားမဟုတ်ပါဘူးရှားထားတာတော့ကိုတယောက်တည်းဖြစ်ကောင်းဖြစ်မယ်နော်ဒါပေမဲ့သို့တော်တဲ့ယံသူမျိုး၅ပါးနဲ့မဆက်ဆံနေရတဲ့အတွက်ကိုတယောက်တည်းပိုင်တာဟုတ်ရဲ့လားမဟုတ်ပါဘူးဒါကြောင့်မလို့ဂာမေရှိကံပြုပံကုသိုလ်ကံတို့စီမံတောင်းမှလက်ရောက်ရသာမြာလနိသွဲကြီးကြီးငယ်ဦးကြီးငယ်ရောစုကိုတော်တို့ပိုင်သားတဲ့ကာမဝတ္ထုအစုစုတို့ကိုဟိတဝငါတို့ပိုင်ညာဤကာမတရားတို့သည်ကအများတကာတို့နှင့်ဇဇံပိတွေကဝွန်ယံယံသူတွေကလွန်များကြောက်လန့်ပွဲတွေပါတေကဟုကြောက်အားတော်ညံကျဲလွတ်လွတ်ကြီးစွန့်ပဲကြကုန်လျက်ပပစိတ်သူကရဝါဒကြတိလာသည့်ကိစ္စများမြောင်လူတို့ပေါင်းမှလွတ်အောင်ကျုံလျက်ယုံကံတွေ့၍နှစ်သက်ရွှင်လန်းမြတ်သင်္ကန်းဖြင့်ရှင်ရန်ပြုတော်မူကြလေကုန်တည်းအဲ့တော့ဂံဗီရဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကတော့ဒီကာမဝတ္ထုအစုစုတွေဟာတို့တယောက်တည်းပိုင်တာမဟုတ်ဘူးစွန့်ခွာကြရမှာပဲဆိုပြီးတော့ဂံဗီရဉာဏ်အခြေခံပြီးတော့ပိုင်ဆိုင်တဲ့အိမ်တော်ဇီဝဥစ္စာသမိသားတွေစွန့်ပြီးတော့ရှေ့သူတော်ကောင်းတွေအိမ်ယာဒီထောင်လူတို့ဘောင်ကနေစွန့်ပြီးတော့သာသနာဘောင်တွင်ဝင်ရောက်ပြီးတော့တရားဓမ္မတွေအထုတ်တယ်တဲ့ဟုတ်လားအဲ့တော့ဂံဗီရဉာဏ်အခြေခံဆိုတဲ့နေရာမှာဦးဇင်းတို့ခန္ဓာရတိုင်းရဲ့ကတ္တမိရတိုင်းဤတိုင်းကြီးနှစ်ခုကိုတိုင်းပြည်မှာအုပ်ချုပ်ပြီးတော့မင်းလုံနေတဲ့ရှင်ဘုရင်ဟာနဂဇီတဲ့ဗာမင်းလဲနဂဇီအဲ့ဒီမင်းကြီးနှစ်တိုင်းလုံးကိုပေါ့လေခန္ဓာရတိုင်းဆိုတာယခုပါကစ္စတန်ပေါ့ကတ္တမိရတိုင်းဆိုတာယခုကက်ရှမီးယားပေါ့အဲ့ဒီတိုင်းနှစ်တိုင်းကိုအုပ်ချုပ်နေတဲ့မင်း
တကူသောနွေရာသီကာလပူပြင်းလို့ဆိုပြီးတော့နဂစီမင်းကြီးဟာလေသာပရင်ကိုဖွင့်ပြီးတော့တလွန်ညောင်ဆောင်မှာထိုင်ပြီးတော့လေညင်းကလေးခံပြီးတော့သူ့ရဲ့မောင်းမတယောက်ကိုစန္ဒကုဏီအနှစ်ကိုသွေးခိုင်းတယ်ပူပြင်းတဲ့ရာသီမှာဆိုလို့ရှိရင်အဲ့ဒီစန္ဒကုဏီအနှစ်ကိုသွေးပြီးတော့ခန္ဓာကိုယ်မှာလိမ့်ပေးတယ်ဆိုလို့ရှိရင်အပူလည်းတတ်တာတယ်အပူကြောင့်ဖြစ်ပေါ်လာတဲ့ခန္ဓာကိုယ်ပေါ်မှာအပူအပိတ်လေးတွေလည်းပြေပြောက်စေအဲ့တော့မောင်မတော်လေးကရှင်မင်းကြီးရဲ့ရှေ့မှာကြုံကြုံကလေးထိုင်ပြီးတော့တလုံးတလက်နဲ့ဟုတ်လားကြောက်ပြင်းတော်မှာစန္ဒကုဏီအနှစ်ကိုသွေးနေတာကိုရှူစားနေတဲ့နဂစီမင်းကြီးအဲ့ဒီလိုသွေးနေတဲ့အချိန်မှာအဲ့ဒီမောင်မတော်လေးရဲ့လက်တစ်ဖက်တစ်ဖက်စီမှာကြောက်စိမ့်လက်ကောက်တွေဝတ်ထားကြစန္ဒကုဏီအနှစ်တွေသွေးလို့အနှစ်တွေတော်တော်လေးရလာရောအဲ့ဒီမောင်မတော်လေးကစန္ဒကုဏီအနှစ်တွေကိုရွှေခွက်ထဲကိုထဲဖို့ဆိုပြီးတော့ကြောက်စိမ့်လက်ကောက်ကြီးညာဘက်ကဝတ်ထားတဲ့ကြောက်စိမ့်လက်ကောက်ကိုဘယ်ဘက်လက်ထဲကိုပြောင်းပြီးတော့နှစ်ကွင်းထပ်ပြီးတော့ဆွတ်လိုက်တယ်ဆွတ်ပြီးတော့ဟုတ်လားသွေးလိုက်အနှစ်တွေကိုရွှေခွက်ထဲထည့်လိုက်နဲ့အဲ့ဒါကြီးနေရင်းနဲ့နဂစီမင်းကြီးဟာတလားတပနဲ့ပြင်ဆင်ပြီးတော့လှုပ်လှုပ်လှဲလှဲနဲ့သွေးနေတဲ့နမ်းမောင်မောတော်လေးကိုကြည့်ပြီးတော့နဂစီမင်းကြီးကာမစန္ဒကာမရာဂတွေမဖြစ်ဘူးတဲ့ကိလေသာမဖြစ်ဘူးတဲ့ဘာတွေဖြစ်တယ်လဲဆိုရင်တံဝေကတွေဖြစ်တယ်ဘာဖြစ်တယ်လဲတံဝေကတွေဖြစ်တယ်လက်တစ်ဖက်တစ်ဖက်စီမှာတကွင်းစီဝတ်ထားတုံးကအတန်မမြည်ဘူးညာဘက်လက်ကနေပြောင်းပြီးတော့ဘယ်ဘက်လက်ကိုနှစ်ကွင်းလဲထက်လိုက်ရောချွန်နဲ့မြည်လာအဲ့ဒီကကြတော့တံဝေနဂစီမင်းကြီးဟာတွေဝါလယအညာမညာတံကတနံဥပါဒါယတတံကရောတိတွေနဘောနတွေနှကွင်းကုန်သောဝါလယလက်ကောက်တို့သည်အညာမညာတံကတနံအချင်းချင်းတိကိုင်မှုကိုဥပါဒါယအကြောင်းပြု၍တတံအတန်တို့သည်ကရွန်တိမြည်လာကြကုန်၏လက်ကောက်နှစ်ကွင်းလဲထက်လိုက်ကိုအတန်တွေမြည်လာတယ်တဲ့တကွင်းစီရှိတော့အတန်မြည်ရဲ့လားမမြည်ဘူးနော်အေးအဲ့ဒီလိုပဲတဲ့တတ္တဝါတွေကလည်းပဲတူတဲ့တယောက်တည်းနေလို့ချင်းရင်အတန်မမြည်ဘူးနှစ်ယောက်ပေါင်းပြီဆိုလို့ရှိရင်အတန်တွေမြည်တယ်တဲ့ဘာအတန်တွေမြည်လဲအတန်မြည်ရဲ့လားတကားကြီးတွေတက္ကမကြီးတွေတယောက်တည်းနေတာလားနှစ်ယောက်နေတာလားနှစ်ယောက်တည်းမကဘူးဘုရားခလေးတွေပါပါတယ်ဟုတ်လားအဲ့တော့အတန်မမြည်ဘူးလားဘာတန်လဲလို့တော့တယောက်စီမမေးတော့ပါဘူးပေါင်းပြောရင်ကိလေသာအတန်ပြောပါတယ်လေကိလေသာအတန်တွေဆိုတာချစ်တယ်ဆိုတာလဲတဏှာရဲ့အတန်ဘာရဲ့အတန်လဲအလိုမကြလို့ရှင်ကိုမုံပြီးနင့်ကိုမုံပြီးလို့ပြောတာဒေါသရဲ့အတန်ဒီအတန်တွေမထွက်ဘူးလားအဲ့ဒါတယောက်တည်းနေလို့လားနှစ်ယောက်နေလို့လားအေးလက်ကောက်နှစ်ကွင်းအချင်းချင်းတည်းရင်အတန်မြည်တယ်လို့ပဲလူတွေနှစ်ယောက်ပေါင်းရင်လည်းပဲအတန်မမြည်ဘူးလားလက်ကောက်ကတော့ချွန်းမြည်တယ်လူတွေနှစ်ယောက်ပေါင်းတော့ဘာတန်မြည်တယ်ကိလေသာအတန်မြည်တယ်တယောက်တည်းသမားကမသိသေးဘူးဟုတ်လားအဲ့ဒီတော့ကိလေသာအတန်တွေမြည်နေတယ်တယောက်တည်းနေတဲ့ဘဝမှာငြိမ်းချမ်းတယ်ဆိုပြီးတော့နဂစီမင်းကြီးကတန်ဝေကရအဲ့ဒီအချိန်မှာမိဘရဲ့ကောင်ကြီးရောက်လာမိဘကောင်ကြီးရောက်လာတော့ဒီကောင်မနဲ့ဘယင်မျက်နှာလှုပ်တယ်သွားဆိုပြီးတော့နှင်ထုတ်ပြီး तू ကဝင်သွေးတာဟုတ်လားမယားကြီးဆိုတာလေဒီလိုပဲနေရာကယူခြင်းမဟုတ်ဝင်သွေးတော့အဲ့ဒါသူ့လက်ကောက်တကွင်းတော့လက်တစ်ဖက်မှာဟုတ်လားတရာစင်လောက်ဝစ်ထားတာမိဖုရားကြီးလည်းဝင်သွေးရောချွလွန်နဲ့မြည်ပြီးတော့ဟုတ်လားနဂစီမင်းကြီးတန်ဝေကတွေညပြီးအဲ့ဒီတလွန်ပေါ်တွင်ပစ္စေကဗုဒ္ဓဖြစ်တယ်တဲ့ဟုတ်လားနော်နှစ်ကွင်းနဲ့ဒီလောက်မြည်တာတရာစင်လောက်နှစ်ဖက်ဝစ်ထားပြီဆိုရင်တော့မြည်လိုက်မဲ့အမျိုးဟုတ်လားအဲ့ဒီတော့သွေးပြီးတော့နော်အဲ့တော့ဥယေဝဒခေါ်တခါကိုဝင်းမော်လဲနည်းနည်းမေးကြည့်အောင်တရားဆုံးမှာဟုတ်လားဒီတရားတက္ကမကကြိုတိထားလားမသိဘူးအခုကလာတာတစ်ဖက်မှမဝစ်ဘူးငါဝစ်တော့တန်ဝေကဉာဏ်ရပြီးမထွက်လာရင်ဒုက္ခဟုတ်လားအဲ့ဒီတော့တလွန်ပေါ်မှာပစ္စေကဗုဒ္ဓဖြစ်သွားတော့မိဖုရားကြီးကလည်းစန္ဒကုဏီအနှစ်တွေတော်တော်လေးရခွက်တဲ့လည်းပဲတော်တော်လေးရတော့မိဘယင်ကြီးကိုလိမ့်ပေးမယ်ဆိုတော့
ဘယင်ကြီးကိုအဲ့ဒါရှစ်တိုးပြီး